တရားချစ်ခင်ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းပေါင်းတို့ခင်ဗျာတရားနာရမင်္ဂလာချိန်သို့ကြာရောက်လာခဲ့ပါပြီဘုရားအလောင်းကိုမင်းဘုရားဖြစ်အောင်ဘယ်လိုကျင့်ရမလဲဘယ်လို skill တွေဘယ်လို ability တွေဖြစ်ရမလဲဆိုတာကိုဒီပင်ကရာမြတ်စွာဘုရားရှင်လုံးဝမပြောခဲ့ပါဘူးခင်ဗျာလည်းလုံးမလဲဘုရားတော့ဖြစ်မပြောတယ်နော်သို့တော့မင်းဘာအချင်းတွေထပ်ဖြစ်ဘယ်လောက်ကြာအောင်ထပ်ဖြစ်ရမလဲအဲ့ဒီအချင်းတွေကိုဘယ်လိုပုံစံမျိုးဖြစ်ရမလဲလို့ပြောမသွားဘူးဒီပင်ကရာမြတ်စွာဘုရားရှင်သူ့မိတာကြောကုန်းပေါ်နေဖြတ်မသွားတော့ညာဘက်ကပေါ့မြောင်းနဲ့ပဲဆင်းသွားသူ့ကိုလူတွေလူထားတဲ့ဘုရားကိုလူထားတဲ့ဟာတွေရဟန္တာတွေကိုလူထားတဲ့ပန်းနေနဲ့ဘုရားလောင်းကိုမြတ်စွာဘုရားနဲ့တကွတန်ဃာတော်တွေကပြန်ပြီးပူဇော်တာနောက်တစ်ချိန်ကျရင်သမယုဒဗုဒ္ဓဖြစ်မဲ့ပုဂ္ဂိုလ်မို့လို့ဆိုပြီးတော့ဒါပူဇာစပူဇနေရနာပူဇော်ထိုက်တဲ့သူမို့ဆိုပြီးတော့အဲ့ဒါ honorable person ကိုဒီလိုပူဇော်ခဲ့ပန်းပုံကြီးကယူသနာနဲ့ချီမိုင်နဲ့ချီပြီးတော့မြင့်သွားအဲ့ဒါလို့မိုင်ချီပြီးတော့မိုင်ဆယ်ချီမြင့်သွားတဲ့ပန်းပုံကြီးကိုဘုရားလောင်းဇံပင်ညတကုနဲ့တက်တင်မလင်ကိုထိုင်းပြီးတော့ဒါဆိုရင်ငါဖတ်ဆက်လို့အောင်မလဲအဲ့ဒါဆိုတော့သာရသူတို့ဒီမှာသင်္ကန်းသာယူရရှိတယ်အောင်မြင်တဲ့သူတွေကသူများပြောပြမှလမ်းစာကိုရှာတာမဟုတ်ဘူးအဲ့ဒီသူတို့ကိုယ်တိုင်ကသူတို့ရဲ့ destination ပန်းတိုင်ကိုဘယ်လိုရှာရမလဲလို့ကိုယ့်ရဲ့ရဲစွမ်းတတ္တိတွေကိုအခြေခံပြီးသူတို့ကိုယ်တိုင်ရအောင်ရှာဒါကြောင့်သူများပြောမှချတဲ့ပန်းတိုင်မျိုးကတကယ်ပန်းတိုင်စင်မဟုတ်ဘူးအဲ့ဒီပန်းတိုင်ကိုကိုယ်တိုင်ချရမယ်အဲ့ဒီပန်းတိုင်ကိုရောက်အောင်ဘာရည်ချင်းတွေဖြည့်တဲ့လဲဆိုတာ input output model output ကိုလိုချင်ရင် input ဒီ input ဖြည့်ရမယ်အရည်ချင်းတွေဟုတ်လား output ကတော့ရဲ့ impact ပေါ့ destination ပေါ့ပန်းတိုင်ပေါ့တို့ရဲ့ရည်မှန်းချက်အဲ့ဒီရည်မှန်းချက်ကိုရောက်အောင်ဘာ skill တွေဖြည့်ရမလဲဆိုတာက input ဒီဘက်က input မထည့်ဘဲနဲ့ဟိုဘက်က output ထွက်မှာမဟုတ်ဒါကြောင့်တို့ input output model လို့ခေါ်တယ်အဲ့လိုပဲဘုရားလောင်းကဟုတ်ပြီ output အနေနဲ့တော့နောက်လေးသိတဲ့ကဘာသိနေရင်ဘုရားဖြစ်မယ်ဆိုတော့ဘုရားဆိုတော့လွယ်လွယ်မဖြစ်ဘူးဆိုတော့ तू သိအဲ့ဒါဆိုရင် input အနေနဲ့ဘယ်လိုအရည်ချင်းတွေ skill တွေထပ်ဖြည့်ရမလဲလို့ तू စဉ်းစားတယ်အဲ့ဒါလို့ကိုယ်တိုင်စဉ်းစားတဲ့ဉာဏ်ကိုဟေးပါဠိလိုစကားတစ်လုံးပြောမယ်တယံပူဉာဏ်နဲ့ဗါတယ်တော့တယံပူဉာဏ်ဆိုတာကိုယ်တိုင်သိတဲ့ဉာဏ်လို့ပြောတာသူများရဲ့အကူအညီမလိုဘဲနဲ့တွေးနိုင်တဲ့ဉာဏ်ကိုပြောတာသူများပြောမှတွေးနိုင်တာစဉ်းစားနိုင်တာမျိုးမဟုတ်ဘူးသူများပြောစရာမလိုဘဲနဲ့ကိုယ်တိုင်တွေးနိုင်စဉ်းစားနိုင်တဲ့ဉာဏ်ကိုပါဠိလိုပြောတော့တယံပူဉာဏ်အဲ့ဒီတယံပူဉာဏ်ဟာသဗ္ဗညုတဉာဏ်တော့ရမယ်ရှေးပြေးပဲဒါကြောင့်နောက်ဆုံးဘုရားဘုရားဖြစ်တဲ့ခါကျတော့လေတစ္ဆာ၄ပါးကိုဘယ်သူမှပြောပြစရာမလိုဘဲနဲ့ဟုတ်လားဘယ်သူရဲ့ formula တွေ theory တွေမှသူလက်မခံဘူးပုဗ္ဗေနနုတုတေတုဓမ္မေတုသက္ခုံဥရပါရိဉာဏဥရပါရိပညာဥရပါရိဝိဇ္ဇာဥရပါရိအာလောကောဥရပါရိပုဗ္ဗေရှေ့တုန်းကလည်းအရင်တုန်းကလည်းအနန္တုတုတေတုဓမ္မေတုဒီတရားတွေနဲ့ပတ်သက်ရင်ဘယ်ပညာရှင်တွေကမှပြောခဲ့တာရေးခဲ့တာဆိုခဲ့တာမှတ်တတ်နေခဲ့တာဘာမှမရှိဘူးတဲ့သစ္စာလေးပါးနဲ့ပတ်သက်ရင်သူဒီဘဝမှာဘယ်လိုမှဆရာတွေရှာလို့မရဘူးတဲ့သူကိုယ်တိုင်လည်းမသိခဲ့ဘူးတဲ့အခုကြမှသိတယ်တဲ့သက္ခုံဥရပါရိဉာဏဥရပါရိပညာဥရပါရိဝိဇ္ဇာဥရပါရိအာလောကောဥရပါရိဓမ္မသက်ကြမှာပြောထားတာလေသူတရားသိသွားတဲ့ဖြစ်စဉ်လေးကို process လေးကိုပြောတာဒီဘက်ကဟုတ်လားပုဗ္ဗေနနုတုဓမ္မေတုသူရဲ့ process လေးကိုပြောတာဒီဖျားဖြစ်မဲ့သစ္စာလေးပါးကိုသိမဲ့ဆိုတဲ့အခြေအနေငကိုတော့ဒီသစ္စာလေးပါးတရားတွေမဂ္ဂင်၈ပါးတရားတွေတတိပဒတရားတွေဆိုတော့ဘယ်သူမှလည်းမပြောဘူးဘယ်စာမှလည်းမှတ်တမ်းနေတာမရှိဘူးဘယ်ပညာရှိပုဂ္ဂိုလ်မှလည်းဒီတရားတွေကိုကျင့်နေတာမရှိဘူးဟုတ်လားဟောပြောတာလည်းမရှိဘူးတွေးကြံနိုင်တာလည်းမရှိဘူးသူကိုယ်တိုင်လည်းမသိဘူးတဲ့အဲ့ဒါတွေကိုအခုဘုရားဖြစ်တဲ့အချိန်ကျတော့သက္ခုံဥရပါတိဉာဏ်မျက်စိနဲ့သိသွားပြီဉာဏဥရပါတိပညာမျက်စိနဲ့ထိုးထွင်းသိသွားပြီဝိဇ္ဇာဥရပါတိအားလုံးကိုရှင်းရှင်းလင်းလင်းသိတဲ့တရားတွေအားလုံးသိသွားပြီဟုတ်လားအဲ့ဒါမျိုးဉာဏ်၅မျိုးနဲ့သိသွားတာဟုတ်ဒါသူ့ရဲ့ဘုရားဖြစ်သွားတဲ့ဖြစ်စဉ်လေးကိုပြောပြတယ်အခုအဲ့ဒီလိုမျိုးကိုယ်တိုင်သိဖို့အတွက်ရှေ့ပိုင်းမှာလွန်ခဲ့တဲ့၄သိန်းတဲ့ကဘာသိန်းထက်မှာသူကိုယ်တိုင်စဉ်းစားနိုင်တဲ့ဉာဏ်ကိုပါဠိလိုဘယ်လိုခေါ်လဲတယံပူဉာဏ်ဘုရားဖြစ်လာတော့အဲ့ဒီတယံပူဉာဏ်ကိုပဲဘုရားဖြစ်တဲ့ဉာဏ်ကျတော့တပ္ပညုတဉာဏ်ဒီလိုခေါ်တာဘုရားမဖြစ်ခင်ဘွားတော့တပ္ပညုတဆိုတာမဟုတ်သေးဘူးတပ္ပညုဆိုတာသိတရားတရားတွေအားလုံးကိုအကုန်လုံးသိသွားတာကိုတပ္ပညုလို့အဲ့လိုတပ္ပညုရဖို့အတွက်ရှေ့ပိုင်းမှာသူမေတ္တာဘွားနေဟာဘုရားဖြစ်အောင်ဘယ်လိုအည်ချင်းတွေတည်တော့အောင်မလဲဘယ်လိုစွမ်းဆောင်ရည်တွေလိုလဲဘလောက်ထိကိုယ့်ရဲ့ resilient ပေါ့ခန္ဓာရင်စွမ်းရည်တွေလေ့ကျင့်ရမလဲလို့အဲ့ဒါလို့ကိုယ်တိုင်စဉ်းစားနိုင်တဲ့ဉာဏ်ကိုပါဠိလိုပြောတော့ဗာဉာဏ်တယံပူဉာဏ်ဟုတ်တယ်မင်းစာအုပ်ထဲမှာလေးပါလိုက်တယံပူဉာဏ်အဲ့ဒီတယံပူဉာဏ်ကနေပြီးတော့နောက်ဖွံ့ဖြိုးတိုးတက်လာတဲ့အခါဘုရားဖြစ်တဲ့ချိန်ကျတော့မဟာတက္ကရာ103ခုနှစ်ကစုံလာပြည့်နေမှာပါတော့တပ္ပညုတဉာဏ်ဆိုတာရတာ။ကြိုင်ဟုတ်ပြီ။ဒါကြောင့်သောတော်သူတို့မှတ်တာလူတယောက်ကတကယ်ကို
ထိတ်တန်းသားအောင်မြင်မဲ့ပုဂ္ဂိုလ်ကသူများချပေးတဲ့လမ်းမျိုးကိုရှောက်တာမဟုတ်ဘူးကိုယ်တိုင်ရှောက်ကိုယ်တိုင်ဖောက်တာကိုယ်တိုင်ရှောက်ကိုယ်တိုင်ဖောက်တဲ့နေရာမှာနီလန်းစနစ်တွေတော့ယူစရာရှိတယ်စာအုပ်တော့ညွှန်ပါမယ်ဒါတို့မျိုးကြုံတဲ့အခါဝဲဖတ်ပါဆရာမကြီးဒေါက်တာမတ်တင်ဝင်းရေးတယ်အထွတ်ထိပ်သို့လမ်းရိုးမှတက်ချင်းဆိုတဲ့စာအုပ်တော်တော်ကောင်းတယ်ကဘာမှာအောင်မြင်သွားတဲ့ပုဂ္ဂိုလ်တွေခက်ခက်ခဲခဲကြက်ကြက်တက်တက်အောင်မြင်မှုတွေကိုရယူခဲ့ရတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ရေးထားတာအများကြီးပဲ role model တွေထားကြရတယ်လေ့လာကြရတယ်အထွတ်ထိပ်သို့လမ်းရိုးမှတက်ချင်းအဲ့တော့ညဇမရရှင်လဲလမ်းရိုးတိုင်းသွားတာအဲ့လမ်းရိုးတိုင်းသွားတဲ့ပါဠိလေးဘုံရုပ်ပြမယ်တထာဂတေနအဘိဓမ္ဗုဒ္ဓဘုရားစုစုဒီလမ်းတိုင်းလျှောက်ခဲ့တာပဲတထာဂတေနအဘိဓမ္ဗုဒ္ဓသကုကရဏီညာနာကရဏီဥပသမယအပိညာယတံဘောဓာယနိဗ္ဗာနာယတံဝတ္တတိလမ်းရိုးပြအသေးအစမ်းတီထွင်တာတော့မဟုတ်ဘူးသို့တော့ဒီဘဝမှာတော့ဘသူဒီကမှအကူအညီမရဘူးဘသူဒီမှအကူအညီယူတရားမလိုပဲနဲ့ကိုယ်တိုင်ဉာဏ်စွမ်းအားနဲ့ထိုးထွင်းသိတာအဲ့ဒါကို enlightenment လို့ပြောတာဒါကြောင့်သာလို့ enlightenment ဆိုတဲ့စကားလုံးကသုံးချင်တိုင်းသုံးလို့မရဘူးတပ္ပယုဒဉာဏ်တော်ကြီးကိုပဲသုံးခွင့်ရှိဟုတ်လားမ wisdom လောက်သုံးရင်သုံးလို့ရတယ်အဲ့တဲ့နဲ့နေ wise လောက်သုံးရင်သုံးလို့ရတယ် wise man wise တဲ့မြင်နေကြတော့ wisdom enlightenment ကြတော့အမြင့်ဆုံးအခြေအနေဘသူကူညီမှမလို့ပဲနဲ့သိတဲ့အမြင့်ဆုံးဉာဏ်မျိုးကိုမှ enlightenment လို့ပြောတာနော်ဒါကြောင့်စကားလုံးသုံးတဲ့နေရာမှာကြတော့အဲ့ဒါလေးတွေကိုနည်းနည်း choice of words ပေါ့နည်းနည်းလေး use ဆိုင်ဖို့လို့အဲ့လိုနဲ့ဘာဆက်လို့အောင်မလဲလို့စဉ်းစားလိုက်တယ်တဲ့ critical thinking analytical thinking creative thinking ဆိုတာဒါတွေပေါ့ကွာအဲ့စဉ်းစားတာကိုယ်တိုင်စဉ်းစားတယ်စဉ်းစားလိုက်တဲ့ကပန်းပုံကြီးပေါ်ထိုင်စဉ်းစားဘုရားလွယ်လွယ်နဲ့မဖြစ်ဘူးတဲ့ဘုရားဖြစ်ဖို့ဆိုရင်ပါရမီတော်တွေဖြည့်ရမယ်ကဲပါရမီတော်တွေအည်ချင်းတွေထပ်ဖြည့်ရမယ် perfection ပြည့်စုံတဲ့အည်ချင်းတွေကို perfect ဖြစ်အောင်ဖြည့်တာကို perfection အဲ့ perfection ကိုပါရမီလို့ပြောတာနည်းနည်းလေးဆင်တယ်အင်္ဂလိပ်စကားနဲ့နော်ပါဠိစကားနဲ့နော်ပရမအမြင့်မြတ်ဆုံးသော greatest person ဟို supreme ကြီးတွေတကယ်ကိုစွမ်းဆောင်ရည်မြင့်တဲ့ပုဂ္ဂိုလ်ကြီးတွေဖြည့်ကျင့်တဲ့အည်ချင်းတွေ skill တွေကို perfection ပါရမီလို့ဒီလိုခေါ်တာအဲ့ဒီပါရမီတော်တွေဖြည့်ဖို့အတွက်သူကရည်ရွယ်ချက်ပြတ်ပြတ်သားသားရှိဖို့လိုတယ် vision ရှိရ vision ရှိပြီးမှ mission သူ့ရဲ့ vision ကဘာလဲဆိုတော့သုံးခုသူချတာတိန်တော်တာရယအဓိပ္ပာယ်ကတဏှာဝဲကရဲ့မှာငါလွတ်မြောက်နိုင်သလိုသရဝါတွေလည်းအခုမြောက်နိုင်သေးရမယ်မုတ်တော်မောစေယဝါအနှောင်ဖွဲ့ကမှာငါလွတ်မြောက်သလိုသရဝါတွေလည်းလွတ်မြောက်စေရမယ်ဗုဒ္ဓဘောဓိယသစ္စာလေးပါးတရားကိုငါသိလို့သရဝါတွေလည်းသိစေရမယ်ရည်ရွယ်ချက်ကြီးသုံးခုအဲ့ဒါ vision ပဲဒီ vision ပေါ်မှာဆက်လက်ပြီးကျင့်သုံးတဲ့ပါရမီ7ပါးက mission vision statement ဘာအတွက်တော့ဆိုသရဝါတွေကိုဆင်းရဲဒုက္ခလွတ်စေခြင်းလို့ဆိုတဲ့ရည်ရွယ်ချက်ကြီးတစ်ခုပါဆင်းရဲဒုက္ခငါထုတ်ဆောင်မယ်ဆိုတာ vision statement ရှင်းရှင်းလင်းလင်းရှိတယ်နော်ဒါကြောင့်တတ္ထာဒေဝမနုဿာနဲ့သရဝါတွေအားလုံးရဲ့အကြည်အမှု leader ကြီးပါတဲ့တတ္ထာဒေဝမနုဿာနဲ့ဆိုခေါင်းဆောင်ကိုပြောတာ lead လုပ်နိုင်တာလူနဲ့ပြမအားလုံးတို့ရဲ့အကြီးအကဲဆုံးခေါင်းဆောင်ကြီးတယောက်ဖြစ်ပါတယ်တဲ့တတ္ထာဒေဝမနုဿာနဲ့ဒီလိုပြောတာအဲ့လိုမျိုးဖြစ်ဖို့အတွက်သူက vision mission vision statement ရှင်းရှင်းလင်းလင်းရှိသူရဲ့ destination ကနိဗ္ဗာန်အဲ့နိဗ္ဗာန်ရောက်တော့ရအောင်ဖြစ်ရမယ့်ရည်ချင်းတွေဘယ်လိုတွေဖြစ်ရမလဲသူစဉ်းစားနိုင်တယ်နံပါတ်1ရည်ချင်းရပါတယ်တော့နော်တာရရဲ့တန်တရားဝဂရမငါကုမြောက်နိုင်လို့သရဝါတွေလည်းကုမြောက်နိုင်သေးရမယ်ဝဂရဆိုတာသာတို့တို့ဘုံဘုံတို့အခုမြင်နေရတဲ့မြင်တရားအာယုန်တွေကြားတရားအာယုန်တွေနားတရားအာယုန်တွေစားတရားအာယုန်တွေတွေးထိခြင်းတဲ့အာယုန်တွေအတွေးတွေနေချက်နေတဲ့အတွေးအာယုန်အဲ့ဒီမှာဘုံဘုံတို့လုံးဝမှမလွတ်မြောက်နိုင်အောင်နစ်မွန်းနေဒီတဏှာဝဲဩကနေမလွတ်ဒီအတွေးတွေကနေပြီးတော့ဒီခန္ဓာဒုက္ခတွေကနေမလွတ်နိုင်ဘူးဖြစ်ဟုတ်လားအဲ့ဒီဟာတွေကလွတ်မြောက်ဖို့အရေးကြီးတယ်အဲ့ဒါတွေမလွတ်မြောက်နေသေးအိုနာသေးမလွတ်ဘူးအပယ်ဆင်းရဲတန်ត្រာဆင်းရဲကနေလွတ်မှာမဟုတ်ဘူးတဘာတွေတနာစရာကောင်းလိုက်တာလို့ဖះလောင်းလေးစဉ်းစားတယ်ဘောဥဆုံးလေးကပြောပြီးနော်တယောက်တည်းချမ်းသာကိုရှာမလားအများအကျိုးအတွက်ပါချမ်းသာကိုရှာမလားဒါစဉ်းစားနော်ဖះလောင်းကဒီလောက်ထိစဉ်းစားခဲ့တာအများအကျိုးအတွက်ပါစဉ်းစားခဲ့တာဟုတ်တယ်မလားတယောက်တည်းချမ်းသာဖို့အတွက်ဆိုအလောက်ခွန်အားတွေစိုက်ထုတ်တရားလိုလားအလောက်မြန်ရည်ချင်းတွေဖြစ်တရားလိုလားလိုဘူးဖះလောင်းကဘယ်လောက်ထိစဉ်းစားတော့အများအကျိုးတွေဆိုတာစဉ်းစားခဲ့တယ်တဏှာဝေဩကငါကုမြောက်နိုင်တယ်လို့သရဝါတွေလည်းကုမြောက်နိုင်တရားနောက်တစ်ခုမုတ်တော့မောစီယံဘဝအနှောင်ဖွဲ့တနည်းဘဝအခက်ခဲတွေပေါ့ဘဝန္တိတိဘောပေါ့ဒုက္ခတွေနဲ့ပြည့်နဲ့နေလို့ဒုက္ခတွေလဲနေလို့ဒါဘဝလို့ခေါ်တာအဲ့ဒီဘဝအခက်ခဲတွေလူဘဝနတ်ဘဝသာတို့ခုလူဘဝပြည့်တာလွယ်လားအခက်ခဲတွေအများကြီးမတွေ့ရဘူးလား
ဒါတို့တရိษံဘဝသွားကြည့်လိုက်စိတ်ကူးနဲ့ငရဲဘဝသွားကြည့်လိုက်အမြဲတမ်းခံနေရတယ်အပါရတယ်အရလို့ခေါ်တဲ့ချမ်းသာဖို့အခွင့်အလမ်းတွေအားလုံးလုံးဝမရှိတာချမ်းသာဖို့အခွင့်အလမ်းတွေလုံးဝမရှိတာတခုမှမရှိတာကိုဘာလို့ခေါ်တော့အပါရအပေအရလို့ခေါ်တာချမ်းသာဖို့အခွင့်အလမ်းတွေ good condition တွေအဲ့ good condition တွေအကုန်လုံးဟာဘာမှမရှိတော့တာခြေနေကောင်းတွေအကုန်လုံးဆုံးရှုံးသွားတာကိုပဲအပါရလို့ခေါ်တယ်အရလို့ခေါ်တဲ့အခြေအနေကောင်းတွေအားလုံးအပဆုံးရှုံးသွားတာဘာတစ်ခုမှမရှိတော့တာကိုဘာလို့ခေါ်အပေလေးပါအဲ့ဒါဆိုတော့စဉ်းစားကြည့်ပြောင်းပြန်တွေ့ကြည့်ဆင်းရဲတွေကြီးတယ်လို့ဒီပဲရအဲ့ဒါလို့ဘဝအခက်ခဲတွေတန်ត្រာအခက်ခဲတွေကနေပြီးတော့ငါလွတ်မြောက်နိုင်သလိုအိုနာသေးဆိုတဲ့အခက်ခဲတွေလွတ်မြောက်နိုင်သလိုတရားဝါတွေလည်းလွတ်မြောက်စေရမယ်ဗုဒ္ဓဘောဓိယသစ္စာ၄ပါးသစ္စာဘယ်နှပါးလဲတော့ကဲသစ္စာ၄ပါးဆင်တဲ့အခါလိုက်ပြောကြည့်ဒုက္ခသစ္စာသမုဒိယသစ္စာនិရောဓသစ္စာမဂ္ဂသစ္စာនិရောဓသစ္စာမဟုတ်တော့និရောဓဆိုညောင်ပင်ဖြစ်သွားလိမ့်မယ်និရောဓနိဆိုတာချုပ်တာငြိမ်းတာရောဓဆိုတာလဲပတ်နေတယ်ခန္ဓာအစဉ်သန္တရာအစဉ်လဲပတ်နေတဲ့ဒုက္ခတွေလဲနေတဲ့ဒီ suffering cycle ပေါ့ဒုက္ခသန္တရာကြီးကနေပြီးတော့ stop ဖြစ်သွားတာအဲ့ဒါကိုပဲនិရောဓလို့ခေါ်တာဟုတ်ပါဒါကြောင့်ပါဠိလိုကျဒုက္ခသမုဒိယဒုက္ခនិရောဓဒုက္ခនិရောဓဂာမိနိပရိပဒါဆိုပြီးဒုက္ခကိုမူတည်ထားရင်ဘုရားရှင်ကဒီလေးခုဟောတယ်ဒုက္ခသမုဒိယဒုက္ခဖြစ်စေတဲ့အကြောင်းဒုက္ခនិရောဓဒုက္ခတွေခြုံငိမ့်အေးချမ်းသွားတဲ့သဘောဒုက္ခនិရောဓဂာမိနိပရိပဒါဒုက္ခချုပ်ရာချုပ်ကြောင်းငြိမ့်ရငြိမ့်ကြောင်းနီလန်းကောင်းတွေကိုဒုက္ခនិရောဓဂာမိနိပရိပဒါလို့ဒါကြောင့်သစ္စာလေးပါးကိုဟောတဲ့အခါမြတ်စွာဘုရားရှင်ကဒုက္ခသစ္စာကိုစဟောတယ်ဘာကိုစဟောလဲလောကီဘုံဝေတာယာဘွဲဟုတာတွယ်လေညာဝိနေများကိုတရားတန်ဝေရပါစေဟုထွေထွေဒုက္ခဥစွာပြခဲ့လောကီဘုံမှာမင်းတို့တာယာတရားချမ်းသာတရားဘဝတွေရတာပျော်စရာကြီးလို့မိမေရောဖြစ်နေတဲ့သူတွေအတွေ့ဘဝဆိုတာပျော်စရာမဟုတ်ဘူးဆိုပြီးဇာတိပိဒုက္ခသရပိဒုက္ခဗျာတိပိဒုက္ခမရဏပိဒုက္ခအပိတံပြောပိဝေပြောကောဒုက္ခယံပိဿာနလပတိတံပိဒုက္ခတံခိတိနာပိသုပရဏခန္ဓာဒုက္ခဆိုအကွက်ဘလောက်တော့အကွက်နှစ်ထဲမှာလဲတယ်သမီးတွေကနော်အေးခန္ဓာရတာအကွက်နှစ်ထဲကောက်ထည့်လိုက်အကွက်နှစ်ထဲဟာတွေပြောနေတာမင်းအကွက်နှစ်ထဲကသားတို့သူတို့မွေးဖွားမလာဘူးလားအခုအသက်တွေကြီးပြီးအိုးမလာဘူးလားအခုတောင်ညောင်းလို့ခဏခဏပြင်းနေရတာနားမနေဘူးလားသမင်းသားပေးရတယ်ရေချိုးပေးရတယ်ရိုးပေါက်ပေးရတယ်အဲ့ဒီအားလုံးကနားနေတာတွေပဲလေပြီးရင်ဒီဘဝကံချိန်ကုန်းသွားပြီဆိုသားတို့သူတို့ဘာဖြစ်မလဲတရားအောင်မယ်အဲ့ဒါတွေလက်တွေ့ကျုံးနေရဘူးလားအကွက်ဘလောက်မှကျုံးနေရနှစ်ကွက်မှကျုံးနေပိယဟိဝေပြောကောဒုက္ခချစ်ခင်နှစ်သက်မြတ်နိုးရတဲ့တက်ရှိတံပေတွေနဲ့သမီးသားကွဲတာတွေလက်မယားကွဲတာတွေမိဘတွေနဲ့ကွဲတာတွေဆွေမျိုးသားချင်းတွေနဲ့ကွဲတာတွေဖုံးလေးကြကွဲသွားလို့ကားလေးပြတ်သွားလို့အစရှိရင်ပေါ့ချစ်ခင်နှစ်သက်မြတ်နိုးရတဲ့တက်ရှိတွေတံပေတွေနဲ့ကွဲကွန်းတာတွေမချစ်ခင်မနှစ်သက်တဲ့အပိယဟိတံပယောဂဒုက္ခမချစ်တဲ့မနှစ်သက်တဲ့မကြိုက်တဲ့ချစ်မနှစ်သက်တဲ့ပုံကိုယ်တွေနဲ့ပေါင်းဖော်နေရတာတွေမချစ်မနှစ်သက်တဲ့မသုံးကျင်တဲ့ပြည်စည်းတွေသုံးနေရတာတွေအဲ့ဒီဟာတွေကအပိယဟိတံပယောဂဒုက္ခဖုံးကလဲကျင်တာမလဲနိုင်နေဘူးသူကဘူကြနေလို့ဟုတ်လားအဲ့ဒါမျိုးကအပိယဟိတံပယောဂဒုက္ခပဲဒီဝိစားတွေမသုံးကျင်ဘူးဝိစားတစ်ဝယ်ခြင်းနဲ့ဝိစားတစ်မရတာအပိယဟိဝေပြောဂဒုက္ခမသုံးကျင်တဲ့ဟာတွေကိုသုံးနေရတာကအပိယဟိတံပယောဂဒုက္ခပဲ။ကင်သားတို့သူနေတဲ့ဘဝထဲမှာကျုံးနေရဘူးလား။ဟိုမှာသမင်းသားတောင်သွားတယ်မင်းတို့မစားကျင်တာသားနေရရင်အပိယဟိတံပယောဂဒုက္ခပဲ။စားကျင်တာတွေကမင်းတို့ခတ်သားလိုက်တော့ကုန်းသွားတော့ထက်လို့ကျင်တော့မရဘူးတော့ပိယဟိဝေပြောဂဒုက္ခ။ဒါတက်ရှိတက်မဲ့အကုန်ပါတယ်။ဟုတ်လား။သားတို့သူတို့မှာလိုချင်နေတာတွေမရှိဘူးလား။အေးယံပိဿာနလပတိယံအကျင်အိဆန်တော့လိုချင်နေတဲ့ဆန္ဒထဲမှာလိုချင်သိဖြစ်နေတဲ့ဟာတွေကိုနလပတိမရတဲ့ခွေးတွေဆုံးရှုံးသွားတာလေအဲ့ဒါဒုက္ခပဲတဲ့ဟောအကွက်ဘလောက်တော့တန်ခိတ်တေနပင်စုပါရဏခန္ဓာဒုက္ခခန္ဓာ၅ပါးအကွက်ဘလောက်တော့ဟဲ့အဲ့ဒီအကွက်နှစ်ကဘာကြောင့်ရဘာရှိလို့ရခန္ဓာရှိလို့ရတာဘယ်ခန္ဓာတွေရှိခဲ့လို့ဘယ်အကွက်တွေရှိခဲ့လို့တေးအကွက်ရှိခဲ့လို့တေးအကွက်မှာတရားကိုကောက်တော့ဘသူတွေတော့အဝိဇ္ဇာတို့သင်္ခါရတို့မရှိဘူးလားဟဲ့အေးအဝိဇ္ဇာကဟောကိလေသာသင်္ခါရကကံနဲ့ကိလေသာပေါင်းပြီးတော့ဒုက္ခတွေမရဘူးလားအဲ့ဒီဟာဒီကိုပဲတရားဝါတွေကိုသိသိမယ်ဗုဒ္ဓဘောဓိယသရာတို့တင်းနေရတာဘုရားဖြစ်သွားလို့သူတာဘုရားမဖြစ်ရင်ငါတို့ငုတ်တုတ်ကြည်ပါသည်ဘူးလောက်ကျေသူများတယ်ဒါတို့အခုလွယ်လွယ်လေးသိတယ်မထင်နဲ့တော့သူဒီဟာတွေသိဖို့အတွက်တို့ဘုရားလောင်းကဘလောက်အနစ်နာခံခဲ့ရလဲဆိုတာဒါတို့မျိုးသိလိမ့်ကဲအဲ့ဒါဆိုတော့ရည်ရွယ်ချက်ဘယ်နှခုတည်းတော့အဲ့လိုမျိုးရည်ရွယ်ချက်ကြီးတွေထားပြီးတော့ကြိုးစားခဲ့အဲ့တော့ဘုရားလောင်းနဲ့ပတ်သက်ပြီးဘုန်းတို့သိတရားနှစ်ခုရှိပါတယ်သိတရားဘယ်နှခုတော့ပ
တစ်ခုကတော့ဖះအလောင်းနဲ့ body တတ်တာတယ်ပါဠိလိုနောက်တစ်ခုကကြတော့ဖះအလောင်းရဲ့လုပ်ငန်းစဉ်mission တွေဖြစ်သွားတယ် body တတ်တာဆိုတော့တကယ်ကို great person ရဲ့ဒီ powerful ဖြစ်နေတဲ့တကယ်ကိုအလုံးမတန်ကြီးမားတဲ့ဘယ်လိုပြောလဲ energy of the mind ပေါ့စိတ်ဆွမ်းအားကြီးအဲ့စိတ်ဆွမ်းအားကြီးအဲ့လိုစိတ်ထားကြီးမြင့်မြတ်တဲ့ပုဂ္ဂိုလ် body တတ်တာလို့တာမန်လူမဟုတ်ဘူးတကဘာလုံးကစိတ်ကောင်းအရှိဆုံးဆိုတဲ့လူတွေအကုန်ပေါင်းဘုရားလောင်းရဲ့စိတ်ကောင်းအပုံတန်းပုံတစ်ပုံမမီဘူးလားသူရဲ့စိတ်ကောင်းရဲ့ကြည့်နည်းတော့မဟုတ်ဘူးရှင်လုံးမရလောက်အောင်ကြီးကြည့် body တတ်တာဆိုတာဘုရားလောင်းအလုံးမတန်စိတ်နေစိတ်ထားအကောင်းဆုံးဖြစ်တဲ့ဘုရားလောင်းကို body တတ်တာလို့ခေါ်တယ်အလောင်းလျာကြီးရဲ့လုပ်ငန်းစဉ်ပါရမီ10ပါးပေါ့ဒါသူရဲ့ mission တွေလုပ်အောင်မဲ့လုပ်ငန်းစဉ်တွေနောက်တစ်ခုကဘုရားကိစ္စတယ်အဲ့လိုနဲ့သူအရင်ချင်းတွေ skill တွေတိဆောက်လာပြီးနောက်ဆုံးဘဝဘုရားဖြစ်သွားတာကြတော့ဗုဒ္ဓလို့ဖြစ်သွားအဲ့ဒီပုဂ္ဂိုလ်ကျတော့ powerful ဖြစ်သွားပြီအဲ့ဘုရားဖြစ်ပြီးတဲ့အခါဆက်ပြီးတော့အခုလိုတရားတွေဟောတာကြတော့ဘုရားရဲ့လုပ်ငန်းစဉ်ဆိုပြီးလုပ်ငန်းဘယ်နှခုဘယ်နှပိုင်းရှိတော့၄ပိုင်းတစ်ခုဘုရားလောင်းရဲ့လုပ်ငန်းစဉ်မြတ်စွာဘုရားဖြစ်ပြီးလုပ်ငန်းစဉ်အပိုင်းဘယ်နှပိုင်းတော့အဲ့ဒီ၄ပိုင်းကိုဗုဒ္ဓဝင်လို့ခေါ်တယ်ဗုဒ္ဓဝင်ဆိုတာအဲ့ဒီ၄ပိုင်းလုံးကိုဗုဒ္ဓဝင်လို့ခေါ်တယ်ဟုတ်လားပြိဋိဘံဆံဓာတ်တော်ဝေတဲ့တိပေါ့အဲ့ဒီအပိုင်း၄ပိုင်းကိုဗုဒ္ဓဝင်လို့ခေါ်တယ်ပြိဋိဘံဆံပြီးတဲ့နောက်ပိုင်းကျတော့သာသနာဝင်ဆိုပြီးတော့ဘုရားရဲ့အဆုံးအမသာသနာခေါ်တာဟုတ်ကွာအဲ့ဒါတွေကိုလက်ဆင့်ကမ်းကြတော့ဗုဒ္ဓဝင်လို့ပြောလို့မရတော့ဘူးသာသနာဝင်လို့ပြောသွားတာဟုတ်နော်ဒါကြောင့်ဘုန်းတို့သာနာမှတ်တမ်းတွေသင်တဲ့အခါသာနာသမိုင်းတွေသင်တဲ့အခါကျတော့ဒီသာသနာကိုမျိုးစိတ်ချပေးခဲ့တဲ့ founder ကြီးကိုအရင်ဆုံးပြောရတယ်အဲ့ဒီ founder ကြီးကဘယ်ကနေစပြီးတော့ဒီ foundation ကိုစပြီးတိဆောက်ဖို့အတွက်အစီအစဉ်တွေရှိခဲ့တာလဲဆိုတော့သူ့မိသားဘဝကနေပြန်ခေါ်သူ့မိသားနဲ့ဘဝနဲ့ပြန်ခေါ်ပြီးသူ့ရဲ့အစီအစဉ်တွေကိုချမှတ်ခဲ့တာဖြစ်ချင်းခဲ့တာအရင်ချင်းတွေတိဆောက်ခဲ့တာအဲ့ဒါကိုကျတော့ပါရမီဖြစ်တဲ့လုပ်ငန်းစဉ်တွေအဲ့ဒါကိုဘုန်းတို့အစဉ်စဉ်ပြောသွားတာ။ gain အဲ့ဒါဆိုတော့ဒီနေ့ပါရမီတော်တွေကိုလေ့လာမယ်။ပရမဏံဘာဝံပါရမီပရမဏံမြင့်မြတ်တဲ့ဘာဝံသူတော်ကောင်းတွေရဲ့စိတ်ထားအဲ့ဒါကိုပါရမီလို့ခေါ်တယ်။ပါဠိလိုကလိုက်ဆိုကြည့်ပရမဏံဘာဝံပါရမီမြင့်မြတ်တဲ့သူတွေရဲ့စိတ်ထားတနည်းအားဖြင့်အမျက်ဆုံးပုဂ္ဂိုလ်ရဲ့စိတ်ထားကြက်ပြောအမျက်ဆုံးပုဂ္ဂိုလ်ရဲ့စိတ်ထားအဲ့ဒါကိုဘာလို့ခေါ်ပါရမီလို့ခေါ်တယ်ဟုတ်တယ်လေစိတ်ထဲကနေပြီးတော့ဒီလိုကြီးကျယ်ခမ်းနားတဲ့စိတ်ထားတွေနဲ့မှအလုပ်လုပ်လို့ရမှာပေါ့စိတ်ကောင်းမရှိရင်အလုပ်ကောင်းမရှိဘူးလေသူ့ရဲ့စိတ်ကောင်းကသူတယောက်တည်းအတွက်မဟုတ်ဘူးလောကသားတွေအကျိုးဆောင်ဖို့ဆိုတဲ့သူ့ရဲ့စိတ်ထားကအမျက်ဆုံးမို့လို့ပရမဏံဘာဝံပါရမီအမျက်ဆုံးပုဂ္ဂိုလ်ရဲ့စိတ်ထားတဲ့ပရမဏံပဏိတနံကိစ္စံလေဒီဆရာတော်ဘုရားဒီလိုပြောတယ်ပရမဏံမြင့်မြတ်တဲ့ပဏိတနံပညာရှိသူတော်ကောင်းတွေရဲ့ကိစ္စံနဲ့အလုပ်ကိစ္စအဲ့ဒါကိုပါရမီလို့ခေါ်တယ်ပါရမီဆိုတာကအမျက်ဆုံးပုဂ္ဂိုလ်ရဲ့အလုပ်ကိစ္စလုပ်ငန်းစဉ်အဲ့ဒါကိုပါရမီခေါ်တယ်အမျက်ဆုံးပုဂ္ဂိုလ်ရဲ့စိတ်ထားအဲ့ဒါကိုပါရမီခေါ်တယ်နှစ်ခုပြောတယ်နော်ပါရမီဆိုတာနံပါတ်1အမျက်ဆုံးပုဂ္ဂိုလ်ရဲ့စိတ်ထားပြောကြည့်ပါလေတော့အဲ့ဒါဘာလို့ခေါ်တော့ပါရမီလို့ခေါ်တယ်နောက်တစ်ခုအမျက်ဆုံးပုဂ္ဂိုလ်ရဲ့လုပ်ငန်းစဉ်ပြောကြည့်ပါလေတော့အမျက်ဆုံးပုဂ္ဂိုလ်ရဲ့လုပ်ငန်းစဉ်အဲ့ဒါကိုဘာလို့ခေါ်တော့ပါရမီလို့ခေါ်တယ်တလုံးနဲ့ပြောတော့ပါရမီဆိုတာအလုပ်ပါဟဲ့အလုပ်တွေအများကြီးရှိတယ်အမိုက်ကျုံးတဲ့အလုပ်လားတရောင်းသားတောင်းစားတဲ့အလုပ်လားတိုက်စားတဲ့အလုပ်လားခိုးစားတဲ့အလုပ်လားလိမ့်စားတဲ့အလုပ်လားရောင်းဝယ်စားတဲ့အလုပ်လားလယ်လုပ်စားတဲ့အလုပ်လားဤပညာတွေထုတ်လုပ်တဲ့အလုပ်လားမဟုတ်ဘူးတဲ့မြင့်မြတ်တဲ့သူတော်ကောင်းတွေရဲ့အလုပ်တဲ့အမျက်ဆုံးပုဂ္ဂိုလ်ရဲ့အလုပ်တဲ့အမျက်ဆုံးပုဂ္ဂိုလ်ရဲ့လုပ်ငန်းစဉ်အဲ့ဒါကိုပါရမီလို့ခေါ်တယ်ဒါအလုပ်ကိုမှအမျိုးသားပြန်ခွဲတာဟုတ်ပြီနော်အဲ့တော့ပါရမီဆိုတဲ့ဟာလေးနှစ်ခုပြောကြည့်တစ်ခုကပါရတော့သူတော်ကောင်းတို့ရဲ့အလုပ်မြင့်မြတ်သူတို့ရဲ့အလုပ်ပါရမီနဲ့ပတ်သက်ပြီးတော့ဒါတို့အကျဉ်းဆုံးနားလည်ပြီပါရမီကဘယ်နှပါးတဲ့ဒါနပါရမီဆွန်ကဲပေးကမ်းတဲ့အလုပ်ကိုလုပ်ရမယ် sharing လုပ်ရမယ် generosity equalizer မင်းသားနီဂရိုတအားနာမည်ကြီးတဲ့မီလီယံနာကြီးတန်း200ကျော်လောက်သူချမ်းသာတယ်သူပြောတဲ့စကားလေးသဘောကျတယ်ပြောတယ်သူဘာပြောလဲအိုက်ဆန်ဆိုရတဲ့အိတ်ထဲထားရင်6ကက်ကက်ကြီးရဲ့တဲ့ sharing လုပ်လိုက်မှတောက်ပလာတာတဲ့ဘုရားဘာသာတော့မဟုတ်ဘူးနော်သူတို့ဒါနဆိုတဲ့သဘောကိုသူနားလည်နေတယ်ဘုရားလောင်းလဲဗုဒ္ဓဘာသာမဟုတ်သေးဘူးစသချင်းတော့ဟုတ်လားနော်ဗုဒ္ဓဘာသာဖြစ်တဲ့ဘဝ24ဘဝပဲဖြစ်တယ်ဘုရားလောင်းလေးသိကျတဲ့ကွာတွေမှာကျန်တဲ့ဘဝတွေကဗုဒ္ဓဘာသာမဟုတ်ဘူးဗုဒ္ဓဘာသာမဟုတ်လို့ဘာသာကြားလားဆိုတော့သူကကမ္မဝါဒီလို့ပြောတယ်ဘယ်ဘာသာလို့တော့မပြောဘူးဟုတ်ပြီနော်ခရစ်ယာန်ဖြစ်နေတယ်အစ္စလာမ်ဖြစ်နေတယ်လို့တော့မပြောဘူးကမ္မဝါဒီတဲ့ကံကံရဲ့အကျိုးကိုတော့ယုံကြည်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်
ကောင်းတာကိုလုပ်ရင်ကောင်းတဲ့အကျိုးရမယ်ဆိုတာတော့သူဒီအသည့်ဒီအတွေ့ကိုတလိမ့်ဆန်ဖြစ်ရင်တော့သူအဲ့ဒီရှိတယ်တို့ဗုဒ္ဓဘာသာသစ်ဖြစ်ခွင့်ရတော့24ဘုရားပဲယသိပင်စာနဝဘိက္ခုလူအပြင်ငါနှစ်နဂါးကြီးတရားယက္ခတရားယသာတစ္စီတာသင်္ချာရည်တွက်ပြားတဲ့သူမေတာဘဝကနေဝိသန္တရာဘဝဒီလေးသိချင်းတဲ့ကဘာသိကြယသိအနေနဲ့၅ဘဝယဟန်အနေနဲ့9ဘဝလူအနေနဲ့5ဘဝနဂါးအနေနဲ့2ဘဝတရားမင်း1ဘဝဘလူ1ဘဝကေသယသာရှင်နေမင်း1ဘဝသုသပေါင်း24ဘဝပဲဘုရားသာနာနဲ့ကြုံပြီးဗုဒ္ဓဘာသာလို့ဖြစ်ခဲ့တာကျန်တဲ့ဘဝတွေကဗုဒ္ဓဘာသာမဟုတ်ဘူးကမ္မဝါဒီအနေနဲ့ပဲရှိနေတာဒါကြောင့်သားတို့သူတွေမင်းဗုဒ္ဓဘာသာဖြစ်ခုခွင့်ရေးဆိုတော့နည်းလွယ်လွယ်လေးမတင်နဲ့ဖျားဖြစ်လာမဲ့ပုဂ္ဂိုလ်တောင်ဗုဒ္ဓဘာသာ24ဘဝပဲဖြစ်တာဒီသိရင်တဲ့ဘာသိနေမှာ24ဘဝပဲဗုဒ္ဓဘာသာဖြစ်တာသားတို့သူအလောက်ခတ်တယ်ဘာသာကြားဖြစ်ဖို့ကဘာမှမခတ်ဘူးဘာသာမဲ့ဖြစ်ဖို့တော့လည်းဘာမှမခတ်ဘဝတိုင်းအမင်းဘာသာမဲ့ရင်မမဲ့ရင်ဘာသာချပဲတို့ဗုဒ္ဓဘာသာကျတော့မင်းတို့နော်ကဘာပေါင်းတင်ချေချီးပြီးတော့တင်ချာချီးပြီးတော့ရေးတွက်လို့မရတော့အများကြီးမှာဗုဒ္ဓဘာသာတဘဝဆိုတာဖြစ်ဖို့အခွင့်အလမ်းအတော်နေတာ probability possibility ကအလွန်နေတယ်အဲ့ဒါသားတို့ကိုကိုတန်ဖို့ကိုမမေ့နဲ့အခုနေ့ချိန်ဘုံဘုံတို့ကဖြစ်လည်းမဖြစ်နိုင်ဘူးတော့ဖြစ်မဲ့ဆိုရင်လည်းငါမလဲဘူးဗီဂိတ်နဲ့ယာရုလဲမလားဆိုမလဲနိုင်ဝရဘဖက်တို့နဲ့လဲမလားဆိုမလဲနိုင်ရပ်ပြီးစောတို့နဲ့လဲမလားဆိုမလဲနိုင်သူတို့ရဲ့အုံနောက်နဲ့လဲမလားဆိုငါမလဲဘူးသူတို့အုံနောက်ကစီးပွားပဲရှာနိုင်တာတရားရှာနိုင်တဲ့အုံနောက်မရှိငါသူတို့ထက်သားတယ်ငါဒီလိုပဲခံယူထားတယ်တကယ်ပဲအဲ့တိုင်းခံယူထားတယ်ကိုထင်ကြီးတယ်မို့ဘုံဘုံတို့ရဲ့အုံနောက်အတွေးခေါ်ကနော်ဂျက်ပြီးစောတို့ရဲ့သားတယ်အီလိုမတ်တို့ရဲ့သားတယ်သူတို့ကသိပ္ပံပညာနဲ့သီဝါရေးပညာဘက်မှာပဲရှိသူတို့ဘာသာတရားနဲ့ပတ်သက်တဲ့လောကဓမ္မနဲ့ပတ်သက်ပြီးတော့သူတို့မှာသိနိုင်တွေးနိုင်စဉ်းစားနိုင်တဲ့ဉာဏ်မရှိဘူးသင်ကိုလေ့ကျင့်ထားတာလည်းမရှိဘူးတို့ကသူတို့ထက်သားတယ်ကြောင့်သားတို့တို့လွယ်လွယ်လေးမထင်ပါနဲ့လို့ဒါကိုပြောချင်တာနော်ကိုယ်တန်ဖို့ကိုသိဖို့လိုလားမလိုဘူးလားပေါ်သေးသေးမလို့နဲ့ဗုဒ္ဓဘာသာဖြစ်တာဘာမှကုန်ငယ်စရာမရှိဘူးအားလုံးထက်ကုန်ယူစရာပဲရှိတို့ကိုကိုတဲ့ဘုရားနဲတော့ဘာဝကြီးတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးဘယ်သူမှနှိုင်းမရလောက်အောင်ကြီးတဲ့ပုဂ္ဂိုလ်အလောင်းတော်ဘဝတွေကြီးလိုက်သူစဉ်းစားတဲ့အတွေးတွေဒီနေ့မင်းအတွေးခေါ်ပညာရှင်တွေဘာဟုတ်မလဲဘုရားအလောင်းတွေးတဲ့အတွေးတွေကကျွဲလက်စိဘယ်သူနဲ့မှမသူနဲ့လောကနဲ့စန့်ကျင်ဘက်မြင်တဲ့အပြင်တွေသူမြင်နိုင်တယ်ဒါကြောင့်လောကလွန်မြောက်ကြောင်းတရားတွေရှားတွေ့တာ။ဩကမ္ဘာမှာရှိတဲ့ပညာရှင်တွေအားလုံးဟာလောကတည်းပဲတွေးနိုင်တယ်။လောကကိုလွန်မြောက်အောင်တွေးနိုင်တဲ့အတွေ့မရှိဘူး။လောကဝိမု ക്തി ဆိုတဲ့အတွေ့မရှိဘူး။တချိန်ကဝိမု ക്തി ခဏလေးပဲချမ်းသာသွားတဲ့အတွေ့မျိုးပဲတွေးနိုင်တယ်။အဲ့ဒီအတွေ့တွေပဲအင်္ဂလိပ်လိုနာမည်မျိုးမျိုးတက်ပြီးပြောနေကြတယ်။သို့တော့ဘုရားအလောင်းတော်ရဲ့အတွေ့ကလောကကနေလွန်မြောက်အောင်တွေးနိုင်တဲ့အတွေ့မျိုးဘာသာမျိုးကိုရှာဖွေနိုင်တယ်။အဲ့တော့ဒီပါဝါကြီးတယ်။အဲ့တော့သူတို့တို့ကိုးကွယ်တဲ့ဘုရားဂုံငယ်လားဟဲ့မင်းတို့ဗုဒ္ဓဘာသာဖြစ်ခွင့်ရတာဂုံငယ်လားအဲ့ဒါမမေ့ပါနဲ့နော်ဒါကြောင့်ဒါနပါရမီစွန့်ကြဲပေးကမ်းလှူတဲ့အလုပ်ကိုလုပ်တာဟောဒါလေးဒီလိုမျိုးလေးသွားမယ်သီလပါရမီကိုချင်းကောင်းအောင်အလေးအကျင့်တွေလုပ်တာပါရမီဆိုတာအလုပ်ပဲနော်အဲ့ဒါမမေ့နဲ့နော်တန်လိုင်းကြီးရက်မနေနဲ့ဟောဒါနပါရမီစွန့်ကြဲပေးကမ်းလှူဒန်းခြင်းဆိုတော့အဲ့စွန့်ကြဲပေးကမ်းလှူတဲ့အလုပ်ကိုလုပ်တာအဲ့ဒါပါရမီခေါ်တယ်သဘောပေါက်လားအဲ့ဒါဆိုရင်အဲ့ဒီ scale တွေဖြစ်ရမှာနော်အဲ့ဒီ capacity တွေမင်းတို့ဖြစ်ရမှာနော် generosity ပေးမယ်ဘာတွေပေးမလဲပိုက်ဆံတွေပေးမယ်ရွှေတွေပေးမယ်ငွေတွေပေးမယ်စားစရာပေးမယ်နေစရာပေးမယ်အေးဘုံဘုံတို့ကျတော့အသိပညာပေးတယ်ဒါကြောင့်သားတို့သမီးတို့ဘာပေးနိုင်အသိပညာပေးနိုင်တဲ့ပုံကိုယ်တော့မင်းတို့ပါဝါမရှိဘူးအဲ့ဒါမမေးနဲ့ဒါကြောင့်အသိပညာပေးနိုင်တဲ့အခြေအနေထိသားတို့သမီးတို့ရဲ့ဘဝကိုတည်ဆောက်စေခြင်းနိုင်ငံတော်အကြီးအကဲဖြစ်ပြီးတနိုင်ငံလုံးအလူတွေဟာအားကြအတူလောက်တဲ့ဂန္ဒီတို့လိုပေါ့တကဘာလုံးကဂန္ဒီကျင့်နာမည်လေးထက်မဟာတမတကယ်ကိုအမြတ်ဆုံးပုဂ္ဂိုလ်ကြီးလို့ဒီလိုမျိုးနာမည်တက်မဟာတမဂန္ဒီဟုတ်လားအဲ့ဒါမျိုးဖြစ်သေးချင်တာဒါတို့မျိုးဒီလိုမျိုးဖြစ်သေးချင်တာဒါကြောင့်ပေးရခြင်းတူတူအသိပညာပေးနိုင်တဲ့စွမ်းရည်တော့အမြင့်ဆုံးပဲလို့တော့ဘာနဲ့နေပေးလို့ရတယ်အဲ့ပေးတဲ့နေရာမှာအသိပညာလေးနဲ့ရှင်ပေးရ generosity ဟုတ်လားအဲ့ဆိုမေးတရားရှိတယ်ဟိုဖျားအနောက်နိုင်ငံလူတွေလည်းပေးနေကြတာပဲအဲ့ဒါဒါနပါရမီဖြစ်လားဆိုတော့
တချို့ဉာဏ်ရှိရင်ဖြစ်တယ်တော်တော်များများမဖြစ်ဘူးဘာဖြစ်လို့လဲဘီဂိတ်တို့လည်းပေးတယ်လေဩဘီဂိတ်တို့ဝါရဘဖက်တို့သူတို့ကရှိသမျှစည်းတဲ့ဥစ္စာရဲ့69ရာခိုင်နှုန်းအကုန်ပေးပြမယ်သူသားသမီးတွေကိုဒေါ်လာ10 တန်းစီပေးတယ်ပြီးပြီဒါမှကျန်တာငါပညာပေးတယ်အဲ့ဒီ10 တန်းနဲ့ကိုယ့်ကိုရင်းနှီးစားကြဒီလိုပေးတာဒုနိုင်ငံမိဘတွေနဲ့တခြားသည်ဂျက်ကီချန်သူသားသမီးတွေတယောက်မှမွေမပေးဘူးရှင်းရောအကုန်လူပြက်ပဲဟုတ်တယ်လေကိုရှားရတာကိုလူပေါ့ဘာလို့မှသားသမီးတွေပညာသင်ပေးတော်ပြီပေါ့အခုလည်းမင်းတို့မိဘတွေကမင်းတို့ပညာသင်ပေးရပြီနော်ကိုရှားသားကြကိုသားသမီးတွေကြလဲကိုပညာပဲပေးခဲ့ပိုက်ဆံအမွေဆိုတာလူသုံးမကြခဏကုန်သွားမှာအဲ့ဒါမမင်းနဲ့ကမ္ဘာတတိကြီးအဲ့ဒီတိုင်းသွားတာအဲ့ဒီတိုင်းသွားတာတို့ကလွဲနေတာဒါကြောင့်သားသမီးတွေကိုပဲပေးတပည့်တွေကိုပဲပေးတကယ်ချင်းမိတ်ဆွေတွေကိုပဲပေးနိုင်တဲ့နေရာဘာပေးတာအကောင်းဆုံးလို့ပညာပေးတာအကောင်းဆုံးပဲပညာပေးနိုင်တဲ့အနည်းပညာတွေမျှဝေလို့ရတယ်ကွာမရဘူးလားဒါနပါရမီ generosity sharing လုပ်တာနေရာလေးဒီမှာဒီနေ့လေးနည်းနည်းနေလို့ရတယ်နော်နေရာလေးချက်ပြီးနော်ကျွန်တော်နေရာလေးထိုင်ပါခင်ဗျသွားရင်လာရင်လည်းလေဒါနပါရမီကိုကရေလေးတော့ရေလေးခတ်ပဲ sharing လုပ်လို့မရတာတခုပဲရှိဘာလဲတော့ကြီးသားတော့ sharing လုပ်လို့မရဘူးလားမုံတော့ဝေးသားမယ်လေအချစ်ကတော့ဝေးမသားဘူးလေဟဲ့လားမင်းတို့ share မလုပ်နိုင်ဘူးလားဘုရားလောင်းကြလုံနိုင်တယ်မိမမပေးလိုက်တယ်ကဲမင်းတို့ပါရမီဖြည့်ချင်လားဟိဖြည့်ချင်တဲ့အချိန်ပြောသားမှာငါလက်တွေ့သမှာဟမ်ဘုရားလောင်းကြတော့မိမမပေးတာပရိယပရိစ္ဆာကတဲ့သာသမီတောင်းလဲပေးတာပဲပုဒ္ဒပရိစ္ဆာကတဲ့ဘာဖြစ်လို့တော့ဆိုတော့အဲ့ဒီမယားတို့သာသမီတို့ဆိုတာသူတို့တန်တရာလက်ကမလွတ်သေးဘူးသူအတိတွေရလို့ဒီတရားတွေကိုဆုံးမပေးနိုင်ရင်တန်တရာကနေလွတ်မြောက်သွားမယ်အဲ့ဒီကြမှာတကယ်ချမ်းသာအစီကိုသူတို့ပေးမှာဒါကြောင့်ငါလည်းအနစ်နာခံတယ်ပါရမီဖြည့်မဲ့သားတွေမယားတွေမင်းတို့လည်းအနစ်နာခံနိုင်မှငါပါရမီဖြည့်မဲ့လုံးကြနော်လို့စနေရပြောပြီးသားအဲကြောင့်ဇာလီတို့ကနာစိန်တို့ကလည်းကြည်ကြည်နက်နက်ကြီးပါပဲဝိတ္တန္တရာလှူလိုက်တော့ကြည်ကြည်နက်နက်ကြီးလိုက်သွားတာမင်းတို့ဆိုရင်အမဖေးပေးလို့မရဘူးလူခွင့်ကြီးလာမှာဟမ်လူခွင့်ရေးနဲ့လာမှာဟုတ်လားသားသမီးတွေပေးချင်လိုက်ပဲလူကုန်ကူးတာနဲ့အတူတူပဲဒီလိုလိုလာလိုက်မယ်ဟုတ်လားမင်းတို့မြင်တာကမျက်ခုံးမွေးတစ်ထောက်တော့မမြင်ဘူးလေဖျားလောင်းကလွတ်မြောက်တဲ့အထိအဝေးထိလမ်းမြင်တာလေမြင်နိုင်တဲ့စွမ်းရည်ချင်းတူလားသိနိုင်တဲ့စွမ်းရည်ချင်းတူလားမတူတဲ့အတွက်မင်းတို့ရဲ့အတွေ့လက်တန်ဖိုးခြင်းမတူဘူးလုပ်ရခြင်းလက်တန်ဖိုးခြင်းမတူအဲ့ဒါကိုပါရမီရှင်ဖြစ်ခြင်းဒါကွာသွား sharing လုပ်တယ်စဉ်းစားတယ်နော်စားတရား share လို့ရတယ်ဝိစရာ share လို့ရတယ်နေတရား share လို့ရတယ်ချစ်ခင်တဲ့သူတွေကို share လုပ်ဖို့တော်တော်ခက်တယ်အဲ့ဒီမှာဆွန်ချင်းကြီးဘယ်နှပါတယ်တော့မင်းတို့စာအုပ်ထဲမှာပါတယ်ဆွန်ရင်၅ပါးပြောကြည့်ပါတယ်တော့ဒနပရိစ္ဆာကတဲ့ဘာကိုဆွန်တာတော့တိုင်းပြည်နဲ့ဌိနန်းသီးတဲ့ကိုဆွန်တယ်ပေးလိုက်တာပြောမှာပေါ့တိုင်းပြည်ကမင်းတို့အာနာရှင်လားမင်းတို့ပေးချင်တိုင်းပေးလို့မရဘူးလို့ပြောမှာဝိသန္တရာတိုင်းပြည်ကိုလှူခဲ့တာအတူတူပဲစင်ပြူတော်ကြီးလှူတာအဲ့ဒီစင်ပြူတော်လှူတယ်ဆိုတာအဲ့ဒီကစင်တက်ကအကြီးဆုံးกว่าစင်ပြူရှိတယ်ဆိုသင်တွေတိမ့်တန်းဂရေဘလောက်ပဲများစင်ပြူရှိတာနဲ့ကျန်တဲ့စင်တွေထွက်ပြေးတာဒါကြောင့်စစ်တပ်ရှေ့မှာစင်ပြူရှိတဲ့စစ်တပ်ကတကဘာလုံးအုပ်ချင်လို့အုပ်လို့ရဂရေအမေရိကန်လက်နက်အကြီးကြီးတွေရှိတယ်လေနေသင်္ဘောကြီးတွေရှိတယ်လို့ပဲပါဝါအဲ့လောက်ကြီးတယ်ဒါကြောင့်စင်ပြူတော်ကြီးကိုလာလူကံပြီးပေးလိုက်တာဟာတိုင်းပြည်ကိုလူတာနဲ့အတူတူပဲလက်မခံဘူးဆိုပြီးတိုင်းပြည်ကနှင်းထုတ်တာပဲဆန္ဒပြပြီးနှင်းထုတ်ကြတယ်ထွက်သွားရှာတယ်ထွက်သွားတယ်ဖျားလောက်ထွက်သွားတယ်တိုင်းပြည်တိုင်းသူပြည်သားတွေနဲ့မဆန့်ကျင်အဲ့ဒါကိုအဝီရောဒနံပါဠိလိုဟုတ်လားမင်းကျင်တရား10ပါးမှာတိုင်းသူပြည်သားတွေနဲ့မဆန့်ကျင်ဘူးတဲ့ဒီရှိစကီရလေငါတော့တော်တော်ကြည်ညူတာအများကြီးမြင်တာဟုတ်ကွာသားတို့သမီးတို့ကမဲအခုမှလေးလာတော့ရှိတယ်ဘုံဘုံတို့ကဆေးဆေးပေါက်ပေါက်လေးလာထားတာဆိုတော့အများကြီးပိုကြည်ညူတယ်ဒါကြောင့်သားတို့သမီးတို့ဘုံကမှားခြင်းပါတယ်ဖះအကြောင်းကြာနာနာလေးလာတာဂျာသမ်းပါအောင်သူဖြစ်တဲ့ skill တွေကိုမင်းတို့လေးလာကြအဲ့ဒီ skill တွေကဒိုလဲဒါပဲဖြစ်ရအတူတူပဲဒါကြောင့်နိဗ္ဗာန်ရောက်ခြင်းတဲ့သူတွေဖြစ်ရမယ်အလုပ်ဆိုတာလည်းဒါပဲအောင်မြင်ခြင်းတဲ့သူတွေဖြစ်ရမယ်အလုပ်ကလည်းဒါပဲပါရမီ10ပါးဖြစ်ရင်မင်းတို့ဘယ်တက္ကသိုလ်မှတက်ထရမလို့ဘ
ဘယ်တက်ကတော်မှမတက်လဲရတယ်ပါရမီ10ပါးတာပြည့်ပြည့်စုံပြည့်ဟုတ်လားအဲ့ဒါမဲအောင်မြင်မှုရဲ့တကယ်အနှစ်ချုပ်ပဲလုံးဝပြည့်ပြည့်စုံတယ်ကွာအဲ့ဒီလမ်းဘုရားတောင်ဖြစ်သေးတာဟုတ်ကွာကြံတဲ့အောင်မြင်မှုမျိုးပဲဘာပြောမလဲမဲအောင်မြင်မှုထဲမှာဘုရားပြည့်တော့အောင်မြင်မှုကြည်တာဘာရှိအောင်လဲရှိလားအေးအဲ့ဒါကြောင့်သားတို့သူတို့ဒါမနှက်ဖန်ကြဘုံဘုံကဒါကိုပြောပါမင်းတို့ရဲ့ life skill တွေနဲ့ပါရမီ7ပါးနဲ့ချိန်ပြောတော့အခုတော့ထားခဲ့တော့စဉ်းစားကြည့်ဒဏပရိစ္ဆာကတဲ့ဘာပေးတာတိုင်းပြည်ထင်းတဲ့စည်းစိမ်ကိုပေးတယ်နောက်တစ်ခုကပုဒ္ဒပရိစ္ဆာကတဲ့ဘာကိုပေးတာဝဒန္တရာဘဝမှာဇာလီနဲ့ကနာစိန်ကိုပေးလိုက်တယ်နော်ဇာလီဆိုတာရှင်ရာဟုလာအလောင်းကနာစိန်ကလက်ဝဲရရန်ဥပ္ပလဝင်ထီမှာအလောင်းကဘာသရိန်ပါရင်ဖြစ်ကြတာအဖေပေးတာမိဘနဲ့တော့မခွဲချင်ဘူးအဖေပါရမီပြည့်ဖို့အဖေကိုစိတ်မဆိုးဘူးလိုက်သွားတာဒါပေမဲ့ဖေးလုံးတဲ့သူကလည်းညံမနေဘူးပေါ့ဒီကလေးတွေကိုတဲ့ရောင်းရင်1000ပေးမှရောင်းပါပဲဈေးတစ်ခါတည်းတတ်မှတ်ပေးတယ်လူကုန်ကူးတာနဲ့အတူတူပဲနော်ရုပ်တရက်ကြည့်လိုက်ရင်နော်ဈေးတစ်ခါတည်းဈေးကပ်ပေးလိုက်တာနော်1000ပေးနိုင်မှရောင်းအဲ့ဒါညံမယ်1000တဲ့လျှော့ပေးလို့မရအဲ့ဒါဆိုမင်းကလည်းဂေဒီကွေပြည့်စုတကနဲ့ဂတိကွေလုပ်တယ်1000ပေးနိုင်မှရောင်းမယ်ဆိုရင်โอเคတယောက်1000နှစ်ယောက်2000ဘယ်သူဝယ်နိုင်မအောင်ဘယ်သူမှမဝယ်နိုင်ဘူးဝယ်နိုင်တဲ့သူတယောက်ပဲရှိတယ်ရှင်မြင်းကြီးပဲဝယ်နိုင်တယ်အဲ့ရှင်မြင်းကြီးကဒီကလေးနှစ်ယောက်ရဲ့အဖိုးသူ့အဖိုးစီပြန်ရအောင်ပေးလိုက်တာပါရမီလဲမြောက်တယ်ဟောစဉ်းစားနော်ဘလောက်ပိုင်လိုက်လဲပါရမီလဲမြောက်တယ်ကလေးလေးလဲတော်တဲ့ကနေပြီးတော့မင်းပညာသင်လို့ရတာပေါ့ကွာမျိုးပေါ်ရောက်သွားပညာလဲသင်လို့ရတယ်အေးရှင်းရှင်းလေးနေလို့ရကလေးတွေကပြန်လွတ်မလိုက်ဘူးပြန်လွတ်လည်းမရဘူးဒီအဖေနဲ့အမေနဲ့နေချင်ကြတာအဲ့ဒါကိုရောက်လာတော့ဘသူပြန်ရောက်လာတယ်ပြန်ရောက်လာတဲ့အချိန်သူ့ရဲ့မိန်းမဘသူတဲ့တော့ဝေဒနာရဲ့မိန်းမမတ်ဒီတဲ့ဟေ့အမရာကိန္ဒရီမတ်ဒီတန်ဘူးအဲ့ဒီ၄ခုလောကရတော်တရားလောင်းမယ်ဟုတ်လားဟိုရတဲ့သူမှတန်ဘူးလာနဲ့သွားမပြောနဲ့နော်နာမည်ချင်းသူနေတာအဲ့ဒီ၄ခုလုံးကအဲ့ဒါရတော်တရားလောင်းနော်အဲ့ဒါနဲ့ပေးလိုက်ပြန်လာတဲ့အခါကျတော့ဒီမှာပြန်လာဒီနေ့နမိတ်တွေမကောင်းဘူးနမိတ်တွေမကောင်းပြန်လာရင်ဒီမိန်းမတွေရဲ့သားမြတ်ရင်သားကနေပြီးတော့နှုတ်ရည်တွေပန့်ထွက်ထူးထူးခြားခြားတခါခလုတ်တွေလိုက်မှောက်ရက်တွေလဲမိဘတွေကသားသမီးတွေဒုက္ခရောက်ရင်အမေလုံးတဲ့သူတွေမှာတေကိတပေါ်တယ်တချို့ကပေါင်ရင်းတို့ဘာလို့မှသွားပြီးတော့တစ်ခုခုဖြစ်တချို့ကရင်သားတွေမှာဖြစ်တချို့ကနှလုံးသားနေရာမှာဖြစ်သားသမီးတွေဒုက္ခရောက်ရင်တကယ်ကိုနစ်နေအောင်ခံရတယ်ဆိုတာမင်းတို့တကယ်နော်မင်းတို့မိဘဖြစ်တဲ့အချိန်သိမယ်ဟုတ်လားအစာတက်ဖေးကိုတတ်လိုက်ဖေးကိုတတ်တဲ့နေ့မှာပဲသူ့သားလေးမွေးတယ်စာနာတောင်ရောက်လာတဲ့မင်းကြီးပြောအောင်စာနာတောင်ပါတော့တတောင်က good news တစောင်ကတော့ bad news ဘယ်သတင်းကိုအရင်နားထောင်မလဲကောင်းတဲ့သတင်းအရင်ပြောကွာသားတော်လေးဥရိယဘဒမွေးပြီတယ်အသာတက်ရဲ့ဖအေးစိတ်အသက်အိတ်ကြတော့18နှစ်ပဲရှိသေးတယ်ဖအေးစိတ်မင်းတို့ရွယ်မင်းသာတက်ကဆိုရင်အိမ်တော်ကြတာဟုတ်လားသားတယောက်ရနေပြီတို့တော့ဘယ်ရွယ်နေဖအေးစိတ်လေသားလေးမွေးပြီဆိုတဲ့အတိကသူ့စိတ်ထဲမှာလေမြင်တော့မမြင်ဘူးတွေဘူးစိတ်နှလုံးထဲမှာတုန်လှုပ်သွားပြီးတော့ချစ်လိုက်တာငါသားဟာငါသွေးဟာဆိုပြီးချစ်လိုက်တာကဲဟုတ်ပြီကွာနောက်တဲ့တစ်ခုပြောဘင်းကြီးရဲ့ခင်ဗျတော့ဗိမိတာရာမင်းကြီးနိုင်ရွာသန်းသွားပါပြီဘင်းကြီးရဲ့လက်ချက်နဲ့ဟာဟေးရောသားမွေးတဲ့နေဖေးသတ်တာဟုတ်လားကဲဘလောက်ဆိုအဲ့လိုမျိုးလဲဖြစ်သွားရောသားကိုချစ်တဲ့စိတ်နဲ့အဲ့ဒီကြမှာအသာတက်ငိုတော့တာအဲ့မှာသူ့အမေကပြောတယ်ဝေရေဟိဖြစ်မစီနိုင်သည်ချစ်တာတွေအမေပြောပြပါမည်ဟုတ်လားအဲ့ဒီကြမှာငါသားလေးကိုဘယ်လိုချစ်တာမင်းအဖေကဘယ်လိုချစ်တာမင်းဒီပြည်ပေါက်မဲ့ဟာလေးကိုဘသက်ထဲငုံတာဟောငုံတာလို့မင်းအဲ့ပြည်တွေပေါက်သွားတဲ့ကထွေးထုတ်လိုက်ရင်ငါသားလေးပူချိန်ပြီးတော့လေစိမ့်နေတိုက်ရင်ပင်မမှာဆိုလို့မျိုးချတာတော့ဖအေးရဲ့မေတ္တာ
ဒါတို့ပြောမှတ်တာကိုယ်အလှည့်ရောက်မှဒီလောက်ခံစားရတာသိလိမ့်ဟုတ်လားရင်နဲ့နစ်အောင်အခုလည်းဒီမှာကြည့်မရီမီဘုရားကြီးကနို့တွေပြန်ပြန်ပန်းထွက်တယ်ထူးကြတယ်ဒီနေ့အဲ့ဒါနဲ့ပြန်လာလိုက်တဲ့အခါသားနဲ့သမီးမတွေ့တော့သားနဲ့သမီးကိုဝိသန္တရာပျော်ပျော်ကြီးနဲ့လှူလိုက်တာဒါပေမဲ့စိတ်ထဲမှာခံစားရတယ်ဘလောက်ထိခံစားရလဲဆိုတော့သားသမီးကိုသူ့ရှေ့တင်စူးပါတဲ့ကျိန်စုတွေဒီဘက်မှာကျိန်မရှိတယ်ကျိန်စုတွေနဲ့ရိုက်လက်ပြန်ကျိုးတွေကျိန်စုတွေနဲ့ရိုက်ဖះလောင်းကမျက်ရည်ကျအဲ့ဒီမျက်ရည်ကသွေးနဲ့ရောနေလို့မျက်ရည်ကကြီးနေအောင်နေကြတယ်မချစ်လို့မဟုတ်ဘူးနော်ချစ်လို့ကိုပေးလိုက်တာအခုဘဝကိုတွေ့တာနေလိုက်ရင်တန်ត្រာလွတ်မြောက်ဖို့အတွက်ဒီကလေးတွေသူကယ်နိုင်မှာမဟုတ်ဘူးအပေးတိုင်းလွတ်စေချင်တာဒါကြောင့်နောက်ဆုံးဘဝကျတော့ရာဟုလာတို့ဥပ္ပလဝင်းတို့အကုန်လုံးရဟနာဖြစ်ပြီးလွတ်သွားတာပဲဒါကြောင့်ပါရမီဖြည့်ပဲဆိုတော့မင်းတို့ထင်သလောက်လွယ်လားပေးနိုင်မှလိုက်ခဲ့ကြရတယ်ရေးနိုင်မှပါရမီဖြည့်ပဲလုပ်လို့ရပါရမီဖြည့်တယ်ဆို investment လုပ်တာဘဝကြီးတစ်ခုလုံးကိုလောကအကျိုးဆောင်နိုင်မှုတဲ့ယင်းနှိမ့်မြုပ်နှံမှုလုပ်တာကိုပါရမီဖြည့်တယ်လို့ခေါ်တာရှင်းနိုင်လားစိတ်ကူးတောင်ကြီးဖို့မလွယ်ဘူးနော်ဒါတို့သူတို့ဘုံဘုံတို့ကိုဒီပြိဿသမုပ္ပါအစရှိတဲ့သစ္စာတရားတွေသင်နိုင်ဖို့အတွက်ဖះလောင်းရှင်းခဲ့ရဖះလောင်းနဲ့ပါရမီဖြည့်တဲ့ပုဂ္ဂိုလ်တို့ရသောတရားတို့လည်းရှင်းခဲ့ရတယ်အဲ့ဒီမတ္တိမေဘုရားကြီးရဲ့နှုတ်တွေပြန်ပြန်ထွက်ပြီးတော့တကားလေးပင်မလိုက်တာရောက်တော့ကလေးနှစ်ယောက်ပဲရောက်သွားပြီတော့မင်းကြီးကလေးနှစ်ယောက်ပဲရောက်သွားပြီတော့မပြောဗသက်ကြီးပိတ်လုံးဝမပြောညတညာလုံးပြီးသွားမပြောနောက်တစ်နေ့မှမိုးလင်းကြမှာပြောတာလှူလိုက်ပြီဟောရညနေမပြောဘာလို့ညနေကပြောရင်ရင်ခွဲနာကြပြီချက်ချင်းသေမှာတယ်ဟိုကမိန်းမတွေဆိုတော့သိတယ်မလားတကူဆိုငိုမှာပေါ့အားရအောင်ငိုပလေးစီထိုင်းကြည့်ငိုဟာဒါမှပြောဆိုင်းလက်လုံနေတာလားဘွိုင်းကောက်လုံတာမဟုတ်ဘူးဒီမှာဆိုင်းလက်လုံနေတာနော်ဒါမှပြောနောက်တစ်နေ့မနေ့ကျတော့လှူလိုက်ပြီတဲ့အဲ့လှူလိုက်ပြီဆိုတဲ့အချိန်ကျတော့မတ္တိမေဘုရားကြီးပြောတဲ့စကားလုံးကလှတယ်လှူပါတဲ့တာရုခေါ်ပါတယ်တဲ့နောက်လဲလှူနိုင်ပါစေတဲ့ကြည်နဲ့ကြည့်နော်မင်းတို့ငါတို့အခုခေတ်လို့ဆိုတရားသွားဆွဲမှာပေါ့ဟာလားယောက်ျားလုပ်တဲ့သူကလေးနှစ်ယောက်ရောင်းစားပါတယ်သူတရားသွားဆွဲမှာနော်ဒါကြောင့်လောကအမြင်နဲ့ကြည့်လို့မရဘူးဒါတို့သူတို့မှတ်တာမင်းတို့ကမင်းနည်းနည်းလေးတွေးနိုင်တာနဲ့မင်းလိုက်ပြီးတော့လောကအမြင်နဲ့လိုက်ပြီးချိန်တို့တာဖះကွာဖះပြည့်လောက်အောင်ရည်ချင်းပြည့်ရတာလောကအမြင်နဲ့ကြည့်လို့လောကအမြင်နဲ့တွေးလို့မရဘူးတန်ត្រာလွတ်မြောက်ဖို့အတွက်ရည်မှန်းချက်ထားပြီးကြိုးစားနေတဲ့သူတွေကလောကမှာရတဲ့အခွင့်အရေးလေးတွေကိုခေါင်းနဲ့ထည့်မစင်သားဘူးအဲ့ဒါကြောင့်မင်းတို့ငါတို့ကိုမင်းဖះဖြစ်သွားတာမင်းတို့ငါတို့ကိုဥဆောင်နိုင်တဲ့ဖះဖြစ်သွားတာဟုတ်လားလူတွေနဲ့တည်းပြမာတွေအားလုံးကနေအံ့ဩလောက်လက်ဖះကာလောက်ဥဆောင်နိုင်တဲ့ဖះဖြစ်တာအာသမီးတွေ့လိုက်သားတွေ့လိုက်ဆွေမျိုးသားချင်းတွေ့လိုက်ခေါင်းဆောင်တွေဖြစ်ပြီးတော့မိသားစုတွေဆွေမျိုးတွေတွေ့တန်းနေရင်တကယ်ကိုခေါင်းဆောင်မှုကောင်းဖြစ်ပါမလားစဉ်းစားနော်လောကကြီးကိုဥဆောင်မဲ့ပုဂ္ဂိုလ်ကပေးနိုင်မှခေါင်းဆောင်လို့ရအဲ့ဒါကြောင့် generosity ပေးတာနဲ့ပတ်သက်ပြီး၅မျိုးပြောထားတယ်ပြောကြည့်ဒနာပရိစ္ဆာကဘာတွေပေးတော့တိုင်းပြည်နဲ့ဒီနေ့စီစဉ်ကိုပေးတယ်ပုဒ္ဒပရိစ္ဆာကသာသမီကိုစွန့်ပြီးပေးတယ်နောက်တစ်ခုပရိယပရိစ္ဆာကဇနီးမယားလည်းပေးတယ်အင်္ဂပရိစ္ဆာကကိုလည်းအင်္ဂါတွေနှလုံးတွေလိုချင်တယ်မျက်လုံးလေးလိုချင်အသေးတွေကြိုက်တာယူကြောက်ကက်တွေဘာတွေကြိုက်တာယူအကုန်ဖုတ်အကုန်ထုတ်ပေးတယ်ဟုတ်လားနောက်ဆုံးဇီဝိတပရိစ္ဆာကအသက်လိုချင်တာလားလွယ်လားမင်းစူးလေးနဲ့ထိုးတော်မခံချင်ဘူးစူးလေးနဲ့ထိုးတော်မခံချင်ဘူးဒီကအသက်ပါပေးရတာဘယ်သူအတွက်ပေးတာတော့တို့အတွက်ပေးတာသူ့အတွက်ဆိုရင်အဲ့လောက်ပင်မခံရမလို့ဘူးသူ့မိတာဘဝမှာโอเคအေးအေးလေးနေပါဦးတက်တောင့်တက်တာလေးဝင်သွားပြီတို့လို့တောင်အကြိုင်မထိုင်အောင်တကားရာလောက်ဟောလိုက်ရင်ဂါထာတစ်ဝက်လောက်နဲ့ရဟန္တာဖြစ်ဟုတ်လားအဲ့ဒီအခွင့်အရေးတွေကိုလက်လွတ်ဆုံးရှုံးခံပြီးတော့မယားတွေသားတွေရောအချစ်တွေရောနှလုံးသားတွေရောအသေးတွေရောဥတွေရောကဲရုပ်ရောစိတ်ရောအကုန်လုံးကိုတခါတည်းတို့လို့ဆိုရင်ဂျုံကြပြီးနလန်အောင်ထနိုင်မှာမဟုတ်တို့တော့ဖះလောင်းကဘယ်တော့မှနောက်မတွန်းငယ်ဘူးတဲ့လက်မယုံငယ်ဘူးတဲ့ဒီကောင်းမှုတွေလုပ်တဲ့နေရာအဲ့ဒါကြောင့်ဗရမဏံဘာဝပါရမီအမျက်ဆုံးပုဂ္ဂိုလ်ရဲ့စိတ်ထားတကယ်ကို spiritual power will power ဘလောက်ထိမြင့်
social engagement အများကို engage ဖြစ်စေခြင်းနဲ့ဆိုရဲစိတ်ကဘုရားလောက် engage ဖြစ်စေခြင်းနဲ့ပုံကိုမရှိဘူး engage ဆိုပါတော့အကျိုးပြုတာအကျိုးဖြစ်စေခြင်းအကျိုးဖြစ်ထိုးစေခြင်းအေးအဲ့ဒါကိုမနေ့ကကြမှာတို့ဘုရားဖြစ်ခြင်းကလေးပါရမီတွေနဲ့တို့ဖြည့်ကျင့်ရမယ် skill တွေနဲ့ကပ်ပြီးတော့လေ့လာကြအောင်ဒီနေ့ဘုန်းပြောခဲ့တာကဘုရားလောင်းရဲ့ပါရမီဖြည့်ဖို့စဉ်းစားခဲ့တာတွေဟုတ်လားပါရမီဖြည့်ရတဲ့လုပ်ငန်းတွေရဲ့တကယ်အနှစ်သာရတွေတန်ဖိုးတွေအဲ့ဒီဟာတွေကိုဘလို့စိတ်ထားမျိုးတွေနဲ့ဖြည့်ကျင့်ခဲ့သလဲဆိုတာတွေကိုအားလုံးသူတို့လေ့လာနိုင်ဖို့အတွက်ဘုံဘုံကနေ့ဆွေးနွေးဖို့ချပေးခဲ့ပါတယ်။ကဲအချိန်လဲသူတို့အခုတော့ပါပဲ သာဓုသာဓုသာဓုတရားဟောကြားပေးပါတော့ကျေးဇူးရှင်ဆရာတော်နဲ့တကွာတရားနာယူပေးကြပါတော့တရားချစ်ခင်ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းအပေါင်းတို့လည်းစိတ်ရည်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြေဝကြပါသည်နှလုံးစိတ်ဝမ်းအေးချမ်းကြပါသည်